ကျွန်တော်ဟာလူသက်သမားတစ်ယောက်အဖြစ်မွေးဖွားလာတာပါမာနကကျွန်တော်နာမှာအမြင်ရှိနေတယ်လို့ခံစားရတယ်ဒါဟာကမ္ဘာတမိုင်းမှာအယုံမာဆုံးလို့သတ်မှတ်ရမယ်စိတ်တစားလူသက်သမား H.H. Holmes ရဲ့ကြောင်မဖွယ်ရဝန်ခံချက်ပဲဖြစ်ပါတယ်မင်္ဂလာပါ Deep Insight မြန်မာကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရဲ့အခု Project 005မှာတော့1893ခုနှစ်ချီကာဂိုမြို့ကြီးကိုတုန်လှုပ်စေခဲ့တဲ့လျှို့ဝှက်အခမ်းပေါင်းများစွာနဲ့လူသက်ဟိုတယ်ကြီးရဲ့ထိတ်လန့်စရာအမှန်တရားတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူသက်သမားတစ်ယောက်ဟာမွေးဖွားလာတာလားဒါမှမဟုတ်ပတ်ဝန်းကျင်ကပဲဖန်တီးလိုက်တာလား1861ခုနှစ်မှာ Hammond Mudgett ဆိုတဲ့ကလေးငယ်တစ်ယောက်မွေးဖွားခဲ့ပါတယ်ငယ်စဉ်ကတည်းကသူဟာထူးဆန်းတဲ့အရာတွေကိုစိတ်ဝင်စားခဲ့ပါတယ်ဆေးရုံကအယိုးစုတွေကိုကြောက်ရွံ့ရမယ့်အစားသူဟာအဲ့ဒီအယိုးစုတွေနဲ့အချိန်ဖြုံးရတာကိုပိုပြီးနှစ်သက်ခဲ့တာပါစေးကြောင်းသားဘဝမှာသူ့ရဲ့ဇက်ရိုက်တွေကပိုးပေါ်လွင်လာပါတယ်။သူဟာအလောင်းတွေကိုအသုံးပြုပြီးအာမခံငွေလိမ်လည်တဲ့နီးလန်းတွေကိုစတင်စမ်းသပ်ခဲ့သူလည်းဖြစ်ပါတယ်။1886ခုနှစ်မှာတော့သူဟာ H.H. Holmes ဆိုတဲ့နာမည်တစ်နဲ့ချီကာဂိုမြို့ကြီးကိုခြေချလိုက်ပါတယ်။ဒါဟာကမ္ဘာသမိုင်းမှာအယုတ်မာဆုံးလူသက်သမားတစ်ယောက်ရဲ့အစပဲဖြစ်ပါတယ်။ချီကာဂိုကိုရောက်ပြီးမကြခင်မှာပဲ Holmes ဟာဆေးဆိုင်တစ်ခုမှာအလုပ်ဝင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူဟာဆေးဆိုင်ပိုင်ရှင်အမျိုးသမီးကိုပဟီလီဆန်ဆန်ပျောက်ကွယ်သွားအောင်လုပ်ပြီးအဲ့ဒီဆိုင်ကိုသူကိုယ်တိုင်သိမ်းပိုက်လိုက်ပါတော့တယ်ဆေးဆိုင်ကရတဲ့ဝင်ငွေနဲ့သူဟာလန်တစ်ဖက်တစ်ချက်မှာရှိတဲ့မြေကွက်လက်မှာ3ထပ်တိုက်အဆောက်အဦကြီးတစ်ခုကိုစတင်တည်ဆောက်ခဲ့ပါတယ်မြို့ကန်တွေကတော့အဲ့ဒီအဆောက်အဦကြီးကိုရဲတိုက်ကြီးလို့တောင်တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်ဒီရဲတိုက်ကြီးရဲ့ထူးခြားချက်ကတော့ဘယ်သူမှနားမလည်နိုင်တဲ့အတွင်းပိုင်းတည်ဆောက်ပုံပါပဲHolmes ဟာအဆောက်အဦရဲ့လျှို့ဝှက်ချက်ကိုဘယ်သူမှမသိအောင်လက်သမားနဲ့ပယံသမားတွေကိုခဏခဏပြောင်းလဲခိုင်းစေခဲ့ပါတယ်အဆောက်အဦထဲမှာဘယ်ကိုမှမရောက်နိုင်တဲ့လှေကားတွေအပြင်ကနေပဲဖွင့်လို့ရတဲ့အခန်းတွေနဲ့အစိမ့်ငွေလွှတ်လို့ရတဲ့လျှို့ဝှက်ပိုက်လိုင်းတွေကိုသူကအသေးချစီမံထားခဲ့တာပါ1893ခုနှစ်မှာတော့ချီကာဂိုမြို့ကြီးမှာကမ္ဘာကုန်စည်ပြပွဲကြီးကိုခမ်းနားစွာကျင်းပခဲ့ပါတယ်။တကမ္ဘာလုံးကခရီးသွားဧည့်သည်တန်းပေါင်းများစွာဟာချီကာဂိုကိုစုပြုံရောက်ရှိလာကြတာဟာ Holmes အတွက်တော့တားကောင်အများကိုရရှိလိုက်တာပါပဲ။ Holmes ဟာသူ့ရဲ့ဟိုတယ်ကို World's Fair Hotel လို့နာမည်ပေးပြီးဧည့်သည်တွေကိုဆွဲဆောင်ခဲ့ပါတယ်။သူဟာအလွန်စကားပြောကောင်းပြီးယဉ်ကျေးပြုငါတဲ့အတွက်အမျိုးသမီးငယ်လေးတွေဟာသူ့ရဲ့ထောင်ချောက်ထဲကိုတတိမထားမိပဲဝင်လာခဲ့ကြပါတယ်ဧည့်သည်တွေဟာသူတို့ရဲ့အခန်းထဲကိုရောက်သွားတဲ့အခါမှာတော့ဒါဟာသူတို့ရဲ့နောက်ဆုံးညဖြစ်မှန်းမသိခဲ့ကြပါဘူးအချို့အခန်းတွေဟာလီလုံပြီးအတန်လုံနဲ့တန်မဏီတစ်တာကြီးတွေလိုတိဆောက်ထားတာပါ Holmes ရဲ့အဆောက်အဦအောက်ထပ်မှာတော့အလောင်းတွေကိုဖျောက်ဖျက်ဖို့အက်ဆစ်ကန်တွေမီးသကြိုစက်တွေနဲ့ခွဲစိတ်ခန်းတွေအစင်းသင်းရှိနေပါတယ်သူဟာတားကောင်တွေရဲ့အယိုးစုတွေကိုပြန်ရောင်းပြီးငွေရှာဖို့ထိစီစဉ်ထားခဲ့တာပါကမ္ဘာကုန်စည်ပြပွဲကြီးပြီးသွားတဲ့အခါမှာတော့ Holmes ဟာသူ့ရဲ့ရဲတိုက်ကြီးကိုမီးရှို့ပြီးအာမခံငွေလိမ်ဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့အာမခံကုမ္ပဏီကသူ့ကိုတန်တရားဝင်လာတဲ့အတွက်သူဟာချီကာဂိုကနေထွက်ပြေးခဲ့ရပါတော့တယ်။ Holmes ဟာပြည်နယ်တစ်ခုပြီးတစ်ခုကူးပြောင်းထွက်ပြေးရင်နောက်ဆုံးမှာတော့ Philadelphia မှာအဖမ်းခံခဲ့ရပါတယ်။အစပိုင်းမှာတော့သူ့ကိုအာမခံငွေလိမ်မှုနဲ့ပဲဖမ်းခဲ့တာပါ။ဒါပေမဲ့ရဲတွေကသူ့ရဲ့ချီကာဂိုကရဲတိုက်ကြီးကိုဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့တကဘာလုံးတုန်လှုပ်သွားတဲ့အမှန်တရားတွေပေါ်ထွက်လာပါတော့တယ်။ Holmes ဟာထောင်ထဲမှာရှိစဉ်အတွင်းကျွန်တော်ဟာလူသက်သမားအဖြစ်မွေးဖွားလာတာပါ။ကျွန်တော်ထဲမှာမာနရှိနေတယ်လို့ခံစားရတယ်လို့ဝန်ခံခဲ့ပါတယ်။သူဟာအနည်းဆုံးလူပေါင်း28ယောက်ကိုတတ်ခဲ့တယ်လို့ဆိုပေမဲ့တကယ်အရေးအတွက်ကတော့200ကျော်ထိရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်။1896ခုနှစ်မေလမှာတော့ H.H. Holmes ကိုကြိုးပေးကွပ်မျက်ခဲ့ပါတယ်။သူကတေဆုံးသွားခဲ့ပေမဲ့သူတီဆောက်ခဲ့တဲ့မကောင်းဆိုးဝါးရဲတိုက်ကြီးနဲ့သူ့ရဲ့ရက်ဆက်ရုပ်မာမှုတွေကတော့ကမ္ဘာရာဇဝင်မှာဘယ်တော့မှဖျောက်ဖျက်လို့မရတဲ့အမှောင်တုတစ်ခုအဖြစ်ကြံရစ်ခဲ့ပါတော့တယ်။ H.H. Holmes ဟာလူသားတစ်ယောက်ရဲ့စိတ်ဓာတ်ဟာဘလောက်အထိရုပ်မာရက်ဆက်နိုင်တယ်လဲဆိုတာကိုသမိုင်းမှာသက်သေပြခဲ့ပါတယ်။အခုထိတိုင်အောင်သူတီဆောက်ခဲ့တဲ့ရဲတိုက်ကြီးရဲ့အရေးတွေဟာချီကာဂိုမြို့ရဲ့အမှောင်တုထဲမှာ
ရှိနေစေပဲဖြစ်ပါတယ် ဒီအကြောင်းအရာပေါ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာရေးသားပေးခဲ့ကြပါဦးကျွန်တော်တို့ရဲ့နောက်ထပ် project တွေကိုအမြဲစောင့်ကြည့်နိုင်ဖို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ